ကဲပေါက်မယ်လို့ပြောထားတဲ့ဟာပေါက်ကုန်ပြီကဲဒဲပဲနော်ဒဲပဲဆရာကြီးကအဲ့လိုကဲအော်နှစ်ကွက်ဖုံးဆက်လို့ပြောတာလဲအတူတူပါပဲဗျာခွန်6နဲ့3ညရှိပေးတာခွန်6နဲ့3ညရှိပေးတာပါဒါတောင်ဈေးကွက်ကယူထားသေးတယ်ဟာလားခွန်8တယ်9 8တယ်နော်ဈေးကွက်ကယူထားတာတောင်ဒီအစင်ကိုမဖြတ်ဘူးထိုးပေါက်မှပြီလို့မဖြတ်ဘူးနော်အပီးခွေမွေးကနန်းလည်းပေါက်တယ်နော်3853ညကဲမွေးနှစ်ကွက်ကြံနေတယ်ဗျာမွေးနှစ်ကွက်ကောင်းမွေးကွက်လိုချင်တော့ဖုံးဆက်ပိုင်ပေါက်မယ်အာမခံတယ်ဆရာကြီးတော့စောစီစီအရင်ရပြီမွေးကနန်းအတွက်များပေါက်အောင်လိုက်လို့ရတယ်ဩကွက်နဲ့ညနေလဲပေါက်ချင်လာခဲ့38ဒီမှာ3ည83ည8ကလေးမင်္ဂလာပါလက်ကီမင်္ဂလာဖြစ်ပါစေပဲပေါက်ပြီဗျာညနေလဲလာမယ်ဩကွက်နှစ်ကွက်ကောင်းထိုးခြင်းတော့ဖုံးဆက်နှစ်ကွက်ကောင်းထိုးခြင်းတော့နော်ဒါကြီးကအဲ့လိုပေးတာ6ခွန်နဲ့3ည8ခွန်6နဲ့3ည8ပေးတာပဲကဲဒါပဲဗျာညနေဆက်ပေါအောင်ကြိုးစားလိုက်အောင်မယ်လိုက်လက်မလေးတွေနှိပ်ထားအောင်အားပေးမှုလေးတွေလိုသေးတယ်တင်ပေးရတဲ့လူက view များမှတင်ရကောင်းတယ် view များမှလိုက်ပေးတဲ့လူများမှဖရီးတင်ပေးတာအားရှိတာဗျဒါပါပဲ